One championship ပွဲစဉ်173မတိုင်ခင်သူ့ရဲ့အခြေအနေကိုဖွင့်ရလိုက်တဲ့ Stan Fairdex Stem ဆိုတာကတော့ထိုင်းရဲ့မွေတိုင်း fighter တွေထဲမှာတော့အကောင်းဆုံး fighter တူအဖြစ်သတ်မှတ်ခြင်းခံထားရတယ်လို့ထိုကြီးအမြင့်ဆုံး fighter တူလည်းဖြစ်ပါတယ်။ဒါပေမဲ့ Stem ရဲ့ပွဲတွေကိုမကြည့်ရတာကအတော်လေးကိုကြာနေခဲ့ပြီးဖြစ်တာကြောင့်ပြည်သက်တွေအနေနဲ့ကတော့အတော်လေးကိုလွမ်းဆွနေတယ်လို့ပြောရမှာပါနော်။ Stem ကနောက်ဆုံးပွဲကိုတော့2023ခုနှစ်စတင်ဘာလမှာထိုးသက်ခဲ့တာဖြစ်ပြီးတော့ကျိုးဝိုင်းနဲ့ဝေးကွာနေခဲ့တာက2နှစ်ရှိပြီလို့ပြောရမှာလည်းဖြစ်ပါတယ်။ဒီကြားထဲမှာတော့ Stem အနေနဲ့ပြန်လည်ထိုးသက်ဖို့ပွဲတွေပြင်ဆင်ထားခဲ့ပြီးမြဲဒဏ်ရာကတက်တာခြင်းမရှိတာကြောင့်လည်းပွဲတွေကပြတ်သွားခဲ့ရပါတယ်။နောက်ဆုံးအမျိုးသမီးအတန်ဝိတ်တန် MMA ရွှေကပတ်ချန်ပီယံခပတ်ကောက်ကွယ်ပွဲကိုဇမ်ဘူကာနဲ့ထိုးသက်ဖို့ပြင်ဆင်ထားခဲ့ပြီးမြဲဒဏ်ရာကတက်တာခြင်းမရှိတာကြောင့်နှုတ်ထွက်ခဲ့ရပါတယ်။ဒါကြောင့်လည်း Stem ကသူပိုင်ဆိုင်တဲ့ရွှေကပတ်ကိုဇမ်ဘူကာစီကိုလွှဲပြောင်းပေးခဲ့ရပါတယ်။ဒါပေမဲ့ Stem ကလာမယ့် One Championship ပွဲစဉ်173မှာတော့ဂျပန်အမျိုးသမီး fighter ကာနာမိုရီမိုတိုနဲ့အတန်ဝိတ်တန်ကက်ပေါင်စင်ပွဲစဉ်ကိုထိုးသက်သွားမှာလည်းဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ဟာကျိုးဝိုင်းနဲ့2နှစ်ကျော်ကြာဝေးကွာခဲ့တဲ့ Stem အတွက်တော့ကျိုးဝိုင်းနဲ့ကိုပြန်လည်ဝင်ရောက်ထိုးသက်မဲ့ပွဲလည်းဖြစ်ပါတယ်။အဲ့ဒီပွဲထိုးသက်ဖို့က2လနီးပါးလောက်ကြော်လိုအပ်သေးတာဖြစ်ပြီးမြဲ Stem ကတော့အကောင်းဆုံးပြင်ဆင်မှုတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။ကာနာနဲ့ထိုးသက်ရမယ့်ပွဲနဲ့ပတ်သက်ပြီးတော့ Stem ကသူ့ရဲ့ပြင်ဆင်မှုတွေကိုအခုလိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင်။ Stem ကအကောင်းဆုံးအခြေအနေကိုရောက်လို့နေဖြစ်နေပါပြီ။အရာအလုံးကလည်းပို့ပြီးတော့ကောင်းလာပါတယ်။ကာနာနဲ့မထိုးသက်ခင်မှာ100%အပြည့်ပြန်ကောင်းနေဖို့ကိုလည်းမျှော်လင့်မိပါတယ်။ကျမအနေနဲ့ကပောင်စံပွဲထိုးသက်ဖို့ကိုအမြဲတမ်းစဉ်းစားနေခဲ့တာပါ။အချိန်ကြာကြီးမထိုးသက်ထားခဲ့ရတာကြောင့်လည်းကျမအနေနဲ့ခန္ဓာကိုယ်အခြေအနေနဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခံမှုတွေကိုလည်းသိကျင်နေခဲ့တာလည်းဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ Stem ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဂျပန် fighter ကာနာမိုရီမိုတိုကလည်း Stem ကခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ပေမဲ့အလဲထိုးနိုင်လိမ့်မယ်လို့ယုံကြည်မှုရှိနေတာလည်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကာနာမိုရီမိုတိုက Stem ကဒဏ်ရာကနေပြန်လည်သက်သာလာပြီးတော့ထိုးသက်မယ်ဆိုတာကိုသိထားသလိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်ဆိုတာကိုလည်းသိထားပါတယ်။ကျမရဲ့အဓိကရည်မှန်းချက်ကအလဲထိုးဒါမှမဟုတ် KO နဲ့အနိုင်ထိုးသက်ဖို့ပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ပွဲဖြစ်မယ်လို့လည်းထင်ပါတယ်။နိုဝင်ဘာမှာအကောင်းဆုံးထိုးသက်သွားမှာပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။